မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဆရာကြီးထင်လင်းဘာသာပြန်ဆိုထားတဲ့မြတ်တာရှင်မလေးပေါ်လီယာနာဆိုတဲ့ဝတ္ထုစာအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်အပိုင်း30ဂျင်မီပဲ့ကင်လိုက်ခြင်းဂျင်မီပင်လေမမကိုတွေ့ကျင်လို့တဲ့ဟုနန်စီကတကားဝါမှာပြောတော့ဒေါ်ပေါ်လီကအံ့အားသင့်တယ်လို့ကြည့်၍ဟဲ့ငါ့ကိုရေလားပေါ်လီယာနာကိုတွေ့ကျင်တာမဟုတ်ဘူးလားတွေ့ချင်းခဏတော့တွေ့ပေးလိုက်ဟုပြောလိုက်သည်ဟုတ်ကဲ့မကျမသူ့ကိုပြောပါရယ်သူတွေ့ချင်တာမကပါတဲ့ကောင်းပြီလေငါလာခဲ့မယ်ဟုဆိုကဒေါ်ပေါ်လီလည်းနွမ်းလျစွာထိုင်ရာကထားခဲ့၏ဧကန်တွင်မျက်နှာရဲရဲမျက်လုံးဝိုင်းသားနှင့်သူ့အားဆောင်ဆိုင်နေသောဂျင်မီပင်ကိုတွေ့သည်ဂျင်မီပင်ကချက်ချင်းစား၍စကားပြောသည်ကျွန်တော်ခုလိုလာတာပြောတာတိတ်တော့မကောင်းဘူးဗျာဒါပေမဲ့မတက်နိုင်ဘူးပေါ်လီယာနာအတွက်ပါသူ့အတွက်ဆိုရင်ကျွန်တော်မိကြီးလေးပေါ်ရှောက်ရရင်လည်းရှောက်မယ်တော်နဲ့ရင်ဆိုင်ဆိုလဲဆိုင်မယ်ဘာလို့ရဘဲအခါဖြစ်ပေါ့သူပြန်ရှောက်နိုင်မယ်ဆိုရင်တော်လဲလုံးမှာပါပဲထင်ပါတယ်ဒါကြောင့်ကျွန်တော်လာတာပါဒီမှာတို့တိတ်ဘာဆိုလဲအဲ့ဒါကြောင့်ပိုလီယာနာလမ်းဖြောင်းနိုင်တာဆိုရင်ဒေါက်တာချန်တန်ကိုပင့်မှာပဲဆိုတာကျွန်တော်တိဘာဘလို့ဇဝေဇွာနဲ့ကြည်နေတော့ဒေါ်ပေါ်လီအိမျက်နှာမှာဒေါသရောင်လွှမ်းလာကဖြတ်၍မိလိုက်သည်ဂျင်မီကစိတ်ပြက်လက်ပြက်တက်ပြင်းချသည်ကျွန်တော်တော်ကိုစိတ်ဆိုးအောင်လုပ်တာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ပေါ်လီယာနာလမ်းပြန်ရှောင်နိုင်မယ်ဆိုတာကစပြီးပြောရတာပါဒါတော့နားထောင်နိုင်မယ်ထင်ပါတယ်ဟဲ့ဂျင်မီနင်ဘာတွေလျှောက်ပြောနေရလဲဂျင်မီကတပြင်းချရပြန်ကျွန်တော်အဲ့ဒါပြောမလို့ပါပဲခင်ဗျာကဲပြောဒါဖြင့်အစကစပြောငါနားလေအောင်ပြောနော်နင်ပြောချင်တဲ့စကားအလဲအဖောက်ပြီးပြောပြီးအကောင်ရှုပ်ကုန်တော့ငါကဘယ်နားလေတော့မလဲဂျင်မီကသူ့နှကမ်းများကိုရှာဖြင်းရလိုက်ပြီးဟုတ်ကဲ့အစပြောရရင်ဒေါက်တာချန်တန်ကမစ္စတာပင်တယ်တန်စီအလဲလာတယ်ပြီးတော့စာကြည့်ခန်းထဲမှာစကားပြောကြပါတယ်အဲ့ဒါကိုတော့နားလေရမဟုတ်လားဟုပြောရင်းမိလိုက်၏နားလေတယ်ဒေါ်ပေါ်လီအတန်မှာတိုးလာသည်ဟုတ်ကဲ့ဘရင်းဘောက်ကလည်းပွင့်နေတယ်ကျွန်တော်ကလည်းအဲ့ဒီအောင်နာမှာမျက်နှုံနေတယ်အဲ့ဒီတော့သူတို့ပြောတာတွေကိုကျွန်တော်ကြားရတယ်ကျွန်တော်အကြောင်းပြောနေတာမှမဟုတ်ပဲပြီးတော့ခုနောက်ထောင်တာလည်းမဟုတ်ပါဘူးဗျာဒါပေမဲ့ကျွန်တော်နားထောင်မိတာကိုပဲဝမ်းသာပါတယ်ကျွန်တော်ပြောရရင်တော်လေးဝမ်းသာမှာပဲဒါကပေါ်လီယာနာလမ်းပြန်ရှောင်နိုင်တဲ့ကိစ္စကိုဒေါ်ပေါ်လီကကိုရှိသူကိုင်းကဘာရဲ့ဂျင်မီနင်ပြောတာဘလို့ဟုမေးလိုက်သည်ကဲကျွန်တော်ပြောတာပဲဒီလိုလေဒေါက်တာချန်တန်ကပေါ်လီယာနာကိုလမ်းပြန်ရှောင်နိုင်အောင်ကုပေးနိုင်တဲ့ဆရာဝန်တယောက်ကိုသိတယ်လေဒါပေမဲ့သူကပေါ်လီယာနာကိုမကြည့်ရဘဲနဲ့အသေးအချောင်မပြောနိုင်ဘူးသူကဒါကြောင့်ပေါ်လီယာနာကိုတိတ်ကြည့်ချင်နေတာဒါပေမဲ့သူကမစ္စတာပင်တယ်တန်ကိုပြောပြနေတာကတော့တော်ကကြည့်ခွင့်ပေးမှာမဟုတ်ဘူးတဲ့ဒေါ်ပေါ်လီမျက်နှာမှာနေမြန်းလာသည်သူဒီဘာလို့ရမှန်းမသိသလိုသူ့လက်များကိုသာလိန်ဆွဲနေရကဒါပေမဲ့ဂျင်မီရဲ့ငါမတက်နိုင်ဘူးဒါကငါလည်းမသိဘူးဟဲ့ဟုအထစ်ထင်အငုံငုံဆိုလိုက်ဟုတ်ကဲ့အဲ့ဒါကိုတော်သိအောင်ကျွန်တော်လာပြောတာပါသူတို့ပြောနေကြတာကတော့ကျွန်တော်လည်းအသေးချာတော့မကြားလိုက်ဘူးအကြောင်းတစ်ခုကြောင့်ကဒေါက်တာချယ်တန်ကိုလာခွင့်မဖြစ်ဘူးတဲ့အဲ့ဒါကိုဒေါက်တာဝါရင်ကိုလည်းပြောလိုက်တဲ့ဒေါက်တာချယ်တန်ကလည်းတော်မခေါ်ပဲသူ့ဘာသူလာလို့မရဘူးတဲ့သူ့မှာဆရာဝန်တိတ်ပါဆိုလဲအဲ့ဒါကြောင့်နဲ့အဲ့ဒါနဲ့သူတို့ကတော်ကိုတရားရောက်ကနားလည်အောင်လုပ်နိုင်ရင်ကောင်းမယ်ဘယ်သူလုပ်နိုင်မလဲဆိုတာသူတို့မသိတာတခုပဲတဲ့အဲ့ဒါကျွန်တော်ကလည်းပရင်းပေါက်ပြင်မဲ့ရောက်နေတော့ကျွန်တော်လုပ်မယ်လို့ကို့ဘာသာပြောပြီးလာခဲ့တာပဲကျွန်တော်ပြောတာတော်နားလည်ရမဟုတ်လားအေးပါဒါပေမဲ့ဂျင်မီရဲ့အဲ့ဒီဆရာဝန်ဆိုတာကဘယ်သူရဲလဲဘာလုပ်တာလဲပေါ်လီယာနာကိုလမ်းပြန်ရှောင်နိုင်အောင်လုပ်ပေးနိုင်မယ်ဆိုတာကိုသူတို့အသေးချာသိလို့လားဟုဒေါ်ပေါ်လီကမေးမြန်းလိုက်သည်သူဘယ်သူလဲဆိုတာတော့ကျွန်တော်မသိဘူးတော်အဲ့ဒါကိုတော့သူတို့မပြောဘူးဒေါက်တာချန်တန်ကတော့သိတယ်ပေါ်လီယာနာလိုဖြစ်တာမျိုးမကြခင်ကပဲကူပေးလိုက်လို့ကောင်းသွားတဲ့သူတို့ပြောနေကြပုံကတော့ဆရာဝန်တော့ဘာမှစိတ်မပူကြပါဘူးသူတို့ပူနေကြတာတော်ပါပဲတော်ကဒေါက်တာချန်တန်ကိုလာခွင့်ပေးမှာမဟုတ်လို့တဲ့လာခွင့်ပေးမယ်လို့ပြောလိုက်ပါတော်ရဲ့ဟုတ်လားကျွန်တော်ပြောတာနားလည်ရင်မဟုတ်လားဒေါ်ပေါ်လီဒီသူ့၏ဦးခေါင်းကိုဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့အသက်ရှူလဲမမှန်ရှိုက်တန်ထွက်နေသဖြင့်သူ့အားဆိုရင်သောမျက်လုံးများဖြင့်စိုက်ကြည့်နေသည့်ဂျင်မီကသူ့ကိုငိုတော့မြည်ဟုထင်သည်သို့တော်သူမငိုပါခဏကြာလျင်သူ့အထစ်ထင်အငုံငုံနဲ့ကောင်းပြီဒေါက်တာချယ်တန်ကိုကြည့်ခွင့်ပေးပါမယ်ကဲဂျင်မီမင်းမြန်ပြန်တော့ငါလည်းဒေါက်တာဝါရင်ကိုစကားပြောစရာရှိတယ်သူအခုအပေါ်မှာရှိတယ်စောစောကပဲသူဝင်လာတာမြင်လိုက်တယ်ဟုပြောလိုက်သည်တခဏကြာလျင်ဒေါက်တာဝါရင်သည်မျက်နှာနီးမြန်းလျက်ခြောက်ချာနေပုံရသောဒေါ်ပေါ်လီကိုဈဉ္ဉံထဲတွင်တွေ့လိုက်ရ၍အံ့ဩသွားသည်ဒေါ်ပေါ်လီက
သူ့အားအမောတကောဖြင့်ဒေါက်တာဝါရင်ဒေါက်တာချီလ်တန်ကိုတိုင်ပင်ကူဖို့ဆရာအရင်ကပြောဘူးတယ်လေအဲ့တုန်းကကျမသဘောမတူခဲ့ဘူးအခုပြန်စဉ်းစားပြီးပြီဒေါက်တာချီလ်တန်ကိုခေါ်ဖို့ကျမဆန္ဒရှိပါတယ်ခုချက်ချင်းခေါ်စီကြပါတယ်ကျေးဇူးတင်ပါတယ်ဟူပြောတော့ပုံမအံ့အားသင်ရလေတော့သည်အပိုင်း31ဦးလေးအစ်စ်နောက်တစ်ချိန်ပေါ်လီယာနာမျက်နှာချက်ပေါ်ကတက်တန့်ရောင်စင်ကလေးများကိုပတ်လက်ကမော့ကြည့်နေရအခန်းတွင်တော့ဒေါက်တာဝါရင်လာသောအခါသူ့နောက်ကကက်လျက်အရက်မြင့်မြင့်ပခုံးကျဲကျဲလူတစ်ယောက်ပါလာလေသည်ဒေါက်တာချီလ်တန်ဟာဒေါက်တာချီလ်တန်အိုးဦးလေးကိုတွေ့ရသမီးသိဝမ်းသာတာပဲဟုဝမ်းသာအားရအော်ဟစ်လိုက်တော့အခန်းထဲရှိမျက်လုံးတစ်စုံမကရင်မျက်ရည်များပြေလာသည်ထို့နောက်ပေါ်လီယာနာကအေးလေဒါပေမဲ့အန်တီပေါ်လီကအလိုမရှိရင်တော့ဟုညွန့်ငယ်စွာဆိုလိုက်တော့ဒေါ်ပေါ်လီကသူ့စီကိုအပြေးလာပြီကိစ္စမရှိပါဘူးသမီးလေးရဲ့စိတ်မပူပါနဲ့တော့အန်တီကပဲဒေါက်တာချီလ်တန်ဒေါက်တာဝါရင်နဲ့အတူသမီးလေးကိုကြည့်ပေးဖို့ဒီမနက်ကပဲပြောပြပါပြီဟုမျက်သိလိုက်ပေါ်လီယာနာကကြည်နက်စွာပင်အိုးဒါဖြင့်ဒေါက်တာချီလ်တန်ကိုအန်တီကခေါ်လိုက်တာပေါ့ဟုဆိုလိုက်ဟုတ်တယ်သမီးရဲ့အန်တီပဲခေါ်လိုက်တယ်ဒါကဒီလိုလေဒေါ်ပေါ်လီစကားဖာရင်အချိန်မရတော့ပါဒေါက်တာချီလ်တန်၏မျက်လုံးအစုံတို့မှာရုတ်တရက်ဝင်းလက်ရှင်ပြုံးလာသည်ကိုသူလည်းထင်ရှားစွာမြင်တွေ့လိုက်ရပါပြီဤတွင်သူ၏ဘားပြင်များနင်းမြန်းလာကကြပြားကြထား၍အခန်းထဲမှထွက်သွားလေတော့သည်ပရင်ပေါက်တွင်ကဒေါက်တာဝါရင်နှင့်သူနာပြုဆရာမကလေးတို့သည်တစုံတစ်ခု၌စိတ်ပါဝင်စားစွာစကားလက်ဆောင်ကြနေသည်ဒေါက်တာချီလ်တန်သည်သူ၏လက်နှစ်ဖက်ကိုဆန့်တန်း၍ပေါ်လီယာနာထံသို့သွားရင်သမီးလေးဒီကနေ့ဝမ်းသာစရာအကောင်းဆုံးအလုပ်တစ်ခုကိုလုပ်လိုက်ပြီလေဟုဝမ်းသာလွန်၍တုန်နေသောအတန်ဖြင့်ပြောလိုက်လေသည်ထိုနေ့ညနေနေဝင်တရောချိန်တွင်အံ့ဩရလောက်အောင်ထူးခြားလှုပ်ရှားနေသောအန်တီပေါ်လီသည်ပေါ်လီယာနာ၏အိယာဘီသို့တက်လာခဲ့လေသည်သူနာပြုဆရာမလေးညနေစာစားချိန်ဖြစ်၍အခန်းထဲတွင်သူတို့တူကြီးနှစ်ယောက်သာရှိနေ၏ပေါ်လီယာနာသမီးလေးအန်တီပြောမယ်လေတနေ့နေ့မှာသမီးကလေးချစ်တဲ့ဒေါက်တာချီလ်တန်ကိုသမီးဦးလေးတွေ့ရတော့မယ်သိလားဒီလိုဖြစ်အောင်လုပ်ပေးတာလေသမီးလေးပဲပေါ်လီယာနာလေးရဲ့အန်တီလည်းတိတ်ပြောတာပဲတိတ်ဝမ်းသာတာပဲကလေးရဲ့ပေါ်လီယာနာသည်လက်ခောက်ကလေးများတီးလိုက်ပြီးမှရုတ်တရက်ရက်ထားကအန်တီပေါ်လီဟိုရင်ကလေးကသူ့လိုချင်နေတဲ့မိန်းမတယောက်ရဲ့လက်နဲ့အသေးနှလုံးဆိုတာအန်တီပဲလားဟုတ်ပါတယ်အန်တီပါသမီးသိပါတယ်ဒါကြောင့် तू ကလည်းသမီးကိုဒီနေ့ဝမ်းသာစရာအကောင်းဆုံးအလုပ်တစ်ခုလုပ်လိုက်ပြီဟုပြောတာကိုအိုးသမီးသိဝမ်းသာတာပဲအန်တီပေါ်လီဒီမှာသမီးလေးဘလောက်ဝမ်းသာရဲဆိုမပြောတတ်ဘူးသမီး6ရောက်တွေသမီးကယူးမဆိုင်တော့ဘူးသိလားဒေါ်ပေါ်လီကတစ်ချက်ရှိုက်လိုက်ပြီးတနေ့နေ့တစ်ချိန်ချိန်တော့သမီးရဲ့ဟုပြောရင်ရပ်ထားလိုက်သူ့ရင်ထဲသို့ဒေါက်တာချီလ်တန်ကထည့်ပေးလိုက်သောမျှော်လင့်ချက်ကြီးကိုသူထုတ်ဖော်မပြောဝင်သည်သို့တော်တခုတော့ပြောသည်ဤတစ်ခုတည်းလဲပေါ်လီယာနာ၏စိတ်နှလုံးကိုအမှန်မှန်အံ့ဩစရာကောင်းလောက်အောင်ချမ်းမြေ့စေလိမ့်မည်ဖြစ်ပါသည်ပေါ်လီယာနာရေနောက်တစ်ပတ်ဆိုရင်သမီးခီးသွားမယ်သမီးကိုတက်တောင့်တက်တာအိယာကလေးနဲ့တင်ပြီးကားတွေရထားတွေနဲ့ဆရာဝန်ကြီးစီသွားရမယ်နော်အဲ့ဒီဆရာဝန်ကြီးကဟိုးအဝေးကြီးမှာအိမ်အကြီးကြီးရှိတယ်လေအဲ့ဒီအိမ်ကြီးကသမီးတို့လူတွေအတွက်တမင်ဆောက်ထားတာပေါ့အဲ့ဒီဆရာဝန်ကြီးကဒေါက်တာချီလ်တန်ရဲ့တငယ်ချင်းလေသမီးအတွက်သူဘာလုပ်ပေးနိုင်တယ်လဲဆိုတာတွားပြကြမယ်နော်အပိုင်း32ပေါ်လီယာနာထံမှစာစစ်သောအန်ဒီပေါ်လီနဲ့အန်ကယ်ထုံသမီးလမ်းလျှောက်နိုင်ပြီဒီကနေအိယာကနေပြီးဘရင်းပေါက်ထိလျှောက်တယ်6လမ်းပေါ့အိုးခြေထောက်ပြီးလျှောက်ရတာတဲကောင်းပါလားဆရာဝန်တွေကဝိုင်းရပြီးပြုံးကြည့်နေကြတယ်သူနာပြုဆရာမတွေအားလုံးသူတို့ဘေးကနေပြီးငိုနေကြတယ်အရင်ဘက်ကစပြီးလမ်းလျှောက်တဲ့တပတ်ခန်းအမျိုးသမီးတယောက်လဲတကားဝါလာပြီးတော့ချောင်းကြည့်တယ်နောက်လာလောက်မှရှောက်နိုင်လိမ့်မယ်လို့မျှော်လင့်ရတဲ့နောက်တစ်ယောက်ကိုလည်းတမီးရဲ့အခန်းထဲကိုဖိတ်ခေါ်ပြီးတမီးရဲ့သူနာပြုဆရာမရဲ့ခရင်မှာအိတ်စီပြီးကြည့်ခိုင်းတော့သူလည်းလက်ခုပ်တီးပေးတယ်။ကျန်းတိုက်တဲ့ဘလက်တီလီကတော့ဝရနာဘရင်ကနေပြီးကလေးရဲ့အခြေလို့ခေါ်သေးတယ်။ခါတိုင်းဆိုရင် तू ကငုံငိုသားနေတယ်။တမီးကိုဘလို့မှမခေါ်ဘူးလေ။သူတို့ဘာဖြစ်လို့ငိုကြလဲမသိပါဘူး။တမီးတော့တချင်းနေပါလေအော်ဟိပြစ်လိုက်ချင်တာသိလား။အိုးစဉ်းစားကြည့်စမ်းပါ။တမီးလမ်းရှောက်နိုင်ပြီ။ဒီစေးအောင်မှာဆယ်လနေခဲ့ရတာလည်းကိစ္စတော့မရှိပါဘူး။အန်တီပေါ်လီရဲ့လေ။အန်တီတို့လက်ထပ်တာကိုလည်းဒီလိုလာပြီးတမီးအိယာပြီးမှလက်ထပ်ကြတော့တမီးဒီပွဲကိုလည်းမလွတ်ခဲ့ဘူးပေါ့။အန်တီပေါ်လီလောက်လိုက်ရင်အဲ့ဒါလို့ကြီးပဲ။ဘာမဆိုဝမ်းသာစရာအကောင်းဆုံးနေကြီးပဲစဉ်းစားတတ်တယ်လေ။မကြခင်ပဲတမီးအိမ်ကိုပြန်ရတော့မယ်လို့ပြောတယ်။ဒီကနေပြီးအိမ်ထိလမ်းလျှောက်နိုင်ဘယ်လောက်ကောင်းမလဲလို့တော့အောက်မေ့မိတယ်တကယ်ပါ။တမီးနောက်ဆိုရင်ဘာဆိုဘာမှစီးမသွားကြတော့ဘူးထင်တယ်။လမ်းမေ့လျှောက်သွားရင်တိတ်ကောင်းပါပဲ။တမီး
တိတ်ကိုဝမ်းသာတယ်ဘာအတွက်မဆိုဝမ်းသာတယ်အခါအတန့်သမီးလမ်းမလျှောက်နိုင်ပဲဖြစ်သွားတော့ဒါဝမ်းသာရမယ်လေဘာကြောင့်လဲဆိုတော့ခြေနဲ့ချောင်းနဲ့လမ်းလျှောက်ရတာဟာဘလောက်ကောင်းတယ်လဲဆိုတာမလျှောက်နိုင်တဲ့အခါမှသာသိတာအန်တီရဲ့နောက်ပြန်ဆိုရင်သမီးရှစ်လမ်းလျှောက်မယ်အလုံးအတွက်အချစ်တွေတပုံကြီးနဲ့ပေါ်လီယာနာယခုဖတ်ပြသွားတာကတော့ပေါ်လီယာနာရဲ့အပိုင်း30နဲ့ဇာတ်သိမ်းပိုင်းလေးပဲဖြစ်ပါတယ်ပေါ်လီယာနာဝတ္ထုကလေးကိုအစကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့သူတဦးတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအထူးပဲတင်ရှိပါရရှင်အားလုံးပဲဘေးပြာတွေဝေကွာပြီးတာယာလှပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပါရရှင်ကျမကတော့စာဖတ်သူဝိုင်းပါ